ခါတလေကြာရင်လေနေ့စဉ်ဘဝရဲ့ဝင်ချင်မှုတွေကနေဝေးရအောင်ခဏလောက်ထွက်ပြေးခြင်းမိတယ်ဒီတစ်ခေါက်ထိုင်းခီးစဉ်ကတော့ကျွန်တော်တို့တကယ်ချင်းတွေအတွက်တကယ်ကိုအမတ်တရခီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်လေးရက်တာခီးစဉ်တစ်လျှောက်ကအမတ်တရတွေကိုလူလူကြည့်လိုက်ရအောင်ဗျာချိုးဟိုလေးစိတ်ကနေပြီးတော့ကျွန်တော်တို့နေ့လေ12နာရီခွဲတော့ထွက်လာခဲ့တယ်။လေယာဉ်က2နာရီလောက်တော့စီးရတယ်။ရောက်တာနဲ့ကျွန်တော်တို့ဟိုတယ်ကိုတန်းသွားခဲ့တယ်။ဟိုတယ်ကနေတစ်ဆင့်ကျွန်တော်တို့ညာသီးတန်းဘက်ကိုထွက်လာခဲ့တယ်။ညသေးတန်းမှာညစာစားရင်လက်ဖြန်အတွက်အောင်းမွေးလိုက်ကြမယ်ဗျာဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဒုတိယမြောက်နေ့ပါဒီနေ့တနေ့လုံးတော့ပတရဘက်မှာပဲအချိန်ကုန်ဆုံးမှာဖြစ်လို့အားလုံးလည်းတကြောင်နေကြတယ်ဘန်ကောက်ကနေပတရကိုကားနဲ့2နာရီလီမာလောက်မောင်းရပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့လီစာဘုရားကိုရောက်ပါပြီတောင်ကပယံပေါ်မှာရွှေစင်းနဲ့ထွန်းထူထားတဲ့ဒီဖျားကတကယ်ကြီးညိုဖို့ကောင်းတယ်အဲ့ဒီနောက်တော့ကပ္ပကျော်လုံးလုံးဂါရန်ဘက်ကိုပြီးဆက်ခဲ့ကြတယ်ဒီဦးကြီးကတကယ်ကိုအခြေကြီးပါအထက်မှာပြင်းလာတဲ့ပန်းမင်းလေးနဲ့ဒိုင်နိုဆောရုပ်တွေညာနဲ့ကြည့်ပြီးတော့ရှိတာပါဒီနေ့မှာလုံးလို့ရတဲ့အရာတွေအများကြီးရှိပါတယ်။စင်တင်လေးစီးလို့ရတယ်။တရက်လောက်အချိန်ပေးပြီးလာမှနေရာနှံ့မှာပါ။ပေါ်ယူတဲ့နိုင်ငံသားတွေနဲ့လည်းဆုံးခဲ့တဲ့နေရာတစ်တစ်ကိုသွားရတာတကယ်ကိုမိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရေခဲကစားကွင်းဘက်ကိုခီးဆက်ခဲ့ကြတယ်။ဒီကင်းဘက်မှာရေခဲမုံနဲ့ဆိုင်ရင်တပုံဝင်ရိုက်ခဲ့ကြပြီးတယ်။ကဲရောက်ပါပြီရေခဲကစားကွင်းအပြင်မှာတော့တရားကိုပူတယ်အထက်ရောက်တော့တရားအေးတယ်ကျွန်တော်တို့ကပေါင်းမီတိုတွေနဲ့ဆိုတော့ပို့ပြီးတော့အေးတာပါတကယ်မှခြေခဲကဘာတွေကိုရောက်သွားတဲ့မျိုးကိုတော်တော်အေးတာပါနေတော်တွေကိုရောက်သွားတဲ့မျိုးကိုအေးတာပါကျွန်တော်တို့ကပေါင်းမီတိုတွေနဲ့ဆိုတော့ချက်ချမနေနိုင်ပါဘူးဒီမှာတော့ကစားနည်းတွေအများကြီးရှိပါတယ်။ပြန်ပြေဖို့ကောင်းခဲ့တယ်။နောက်ထပ်ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာကတော့ပတရရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ Century of Tree လို့ခေါ်တဲ့တတဖျားကျောင်းပဲဖြစ်ပါတယ်။ဒီဖျားကျောင်းကတန်တချောင်းမှမသုံးပဲတတလေးနဲ့ပဲတည်ဆောက်ထားလို့အင်မတန်မှနာမည်ကြီးပါတယ်။ဖျားเจ้าကပြပြနေတဲ့ဖြစ်လို့ safety အုပ်တို့တွေစောင်းပြီးမှတော့ခိုင်းပါတယ် Sorry, buddy, these are some of the example of the wood rating. ရိုးရဝစ်ဆုံးနဲ့တပုံနဲ့ရဲလို့ရလို့တပုံရိုက်ခဲ့တယ်။ဒီနေ့အတွက်နောက်ဆုံးနေရာဖြစ်တဲ့ပတရကန်းကြီးကိုသွားမှာပါ။ပတရကန်းကြီးကိုတော့ကျွန်တော်တို့ညနေဆောင်မှရောက်ဖြစ်ကြတယ်။ဒီမျိုးရဲ့ညနေဘက်လာတကယ်ကိုတက်ဝင်လှုပ်ရှားနေတာပါ။နေဝင်ချိန်မှာတော့ကျွန်တော်တို့ပတရကန်းကြီးမှာ
ဒီညစ်ခံရင်တပုံရရင်လည်းပဲပန်းဖြစ်ခဲ့ကြတယ်ကဲဒီနေ့တော့ကမ်းခြေရညောင်သေးတယ်မှာရောက်လာစားရင်းနဲ့ပဲကျွန်တော်တို့ရဲ့ဒီနေ့ခီးစဉ်လေးကိုပြောပြပါအဆုံးသတ်လိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့အစိုးရထားခဲ့တယ်ဒီနေ့ကတော့ဆာဖာရီဥယျာဉ်ဘက်ကိုကျွန်တော်တို့သွားမှာပါဆာဖာရီကတော့ကုန်းနေရင်းနေ2မျိုးရှိတာပါကျွန်တော်တို့ကတော့ကုန်းနေကိုအရင်ဆုံးပဲဝင်ပြီးခဲ့တယ်ကျွန်တော်တို့စဝင်ချင်းမှာပဲငှက်တီးရတော်တော်များတာပါတကယ်တုံးထဲရောက်သွားသလိုမျိုးတော်တော်များများကိုရှိတာပါငှက်တီးရကားနဲ့ဝင်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကားတွေကနေအပြင်ကိုထွက်လို့မရပါဘူးတကယ်လို့ထွက်ခဲ့ရင်တော့ခုတလို့ကဝန်ထမ်းတယောက်တက်ခက်ခံရတာဒီချင်းလေးတွေပါဆာဖာရီယာကားနဲ့လာခဲ့ရင်တော့ဒီနေရာမှာကြားကိုကိုယ်တိုင်အစာကျွေးလို့ရပါတယ်ဆာဖာရီမှာတခြားတိရစ္ဆာန်ယုံနေနဲ့မတူတဲ့အားသာချက်ကတော့တိရစ္ဆာန်တွေကလွတ်လွတ်လပ်လပ်နဲ့ခြောက်သွားနေတာပါပဲဆာဖာရီမှာကတိရစ္ဆာန်တွေကတော်တော်ဆုံးတယ်တကယ်တုံးထဲကိုရောက်သွားသလိုပဲတိရစ္ဆာန်လေးတွေကိုကားရဲကြည့်ရတယ်ဆိုပေမဲ့တကယ်ကိုတတရရှိရဗျာအားနဲ့ပတ်ပြီးတော့ကျွန်တော်တို့တွေလမ်းလျှောက်ပြီးဝင်ခဲ့ကြတယ်တိရစ္ဆာန်ဝင်ရလို့တော်တော်စီပါတယ်တော်များများကိုတွေ့ရတာပါကျွန်တော်မြေပုံအရင်ကြည့်တယ်မြေပုံကြည့်ပြီးတော့လာတော့မှပဲကျွန်တော်တို့တွေလမ်းပြောက်ပါတယ်သိစင်ရုံကတော်တော်ကြေပါတယ်ဘုလိုမျိုးသိစင်လေးတွေနဲ့တက်ပုံတွေ့ရလို့ရပါတယ်အဲ့လိုတွေ့ရမယ်ဆိုရင်တော့တစ်ကက်တက်ဝင်ရတာပါတကယ်လို့အစာကျွေးမယ်ဆိုလို့ရှိရင်လည်းတပုံးကိုအတရားပေးရပါလေကျွန်တော်တို့ကတော့တစ်ကလေးအုပ်ကိုအစာကျွေးမှာပါမင်းကြီးကတော့အ200ပေးရပါတယ်အထဲရောက်ရင်တော့သူတို့အစာပုံးတစ်ပုံပေးပါတယ်။ဒီပြိုးကောင်းပါလေတိရစ္ဆာန်လေးတွေကိုအစာကျွေးရတာဒီမှာကတိရစ္ဆာန်လေးတွေရှိုးပွဲရှိပါတယ်။မြောက်ရှိုးပွဲရှိတယ်လင်းမိုင်ရှိုးပွဲရှိပါတယ်။ကျွန်တော်တို့ကတော့အချိန်မရလို့ကျွန်တော်တို့ကြည့်လို့မရပါဘူး။ဆာဝါရီထဲမှာတိရစ္ဆာန်လေးတွေကိုအနီးကတွေ့ရတာသူတို့စားကြကျွေးရတာတကယ်ကလေးပေါ်ကိုပြန်ရောက်သွားသလိုပဲကျွန်တော်တို့ရဲ့ဒေသတိညနေခင်းကိုတော့၎င်းမျိုးရဲ့ထင်ကြရဖြစ်တဲ့ကြောက်ဖျားမြစ်ထဲမှာခရူးစီးမှာပါခုဆိုရင်တော့ကျွန်တော်တို့တင်မောစိတ်ကိုရောက်ပါပြီဒီနေရာမှာခရူးစီးဖို့စောင့်နေကြတဲ့လူတွေနဲ့အရင်ကစီကားနေရပဲကျွန်တော်တို့စီးမဲ့တင်မောကိုတစ်ချက်လောက်ကြည့်လိုက်အောင်ကဲတင်မောကိုစားတတ်ပါပြီလူတွေကတော့တော်တော်များတယ်ညထဲကိုတင်မောစားတွေ့တဲ့အချိန်မှာလေလေးတွေတက်ပြီးတော့တကယ်ကိုမိုက်တာကညနေပဲရှုနေရတော့
တင်မောပေါ်မှာစားကြတောက်ကြရင်တချင်းအေးလေးတွေနားထောင်ပြီးတငယ်ချင်းတွေနဲ့ဖြစ်တဲ့ဒီချင်းကတော့တကယ်ကိုမောပြည့်ရပါဒီညနေကတော့ကျွန်တော်တို့အတွက်အမတ်တရအရှိဆုံးညနေလို့တော့ပြောလို့ရပါတယ်ဗျာအစားတောက်တရားလေးအရင်ကောင်းသလိုဒီပေးရရှုပြီးနေရလေတကယ်ကိုအမတ်တရပါပဲတစ်ခါလေကြာရင်ပြင်ကန်းခဲ့တဲ့နေရာကိုဒီလိုမျိုးအေးစီစီဖြတ်တန်းလိုက်ရတာကတကယ်ကိုအားသေးတစ်ခွက်ပါပဲဗျာဒီနေ့တနေ့လုံးမနက်ကနေညထိကျွန်တော်တို့တငယ်ချင်းတွေတကယ်ကိုပျော်ခဲ့ကြတယ်ဒီမှန်ပြင်မဲ့လည်းတယောက်နဲ့တယောက်စားနောင်ရင်အတွေ့အကြုံတစ်တွေရခဲ့ရင်းနဲ့ကိုဆိုးခဲ့တဲ့ဒီနေ့ဟာကျွန်တော်တို့တော့တကယ်ကိုတန်ဖိုးရှိပါတယ်မနက်ဖြန်ကတော့ကျွန်တော်တို့ကြီးစီရဲ့နောက်ဆုံးနေ့ပါနောက်ဆုံးတော့ကျွန်တော်တို့ရဲ့လေးရတာခီးစဉ်လေးပြီးဆုံးသွားခဲ့ပါပြီပတ္တိယရဲ့ကံကြွေတွေဆာဖာရီကအမတ်တရတွေနဲ့ခီးစဉ်တစ်ယောက်ကပျော်စရာတွေအားလုံးကိုကျွန်တော်တို့နဲ့အတူသိသိသွားတော့မှာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်